ဒီနေ့ကထိုင်းပင်းသမီးတော်ဆုံးတော့အလန်တဝက်တွေပဲလွှင့်ထားကြတာပေါ့နော်အဲ့ဒါနဲ့ကျမတို့ကတွင်းသီးတော့ဝယ်စားကြတာပေါ့နော်ဘာမှတော့မဆိုင်ဘူးနော်အမတွင်းသီးဆိုင်သွားရင်လည်းတွေ့ခဲ့လို့ရက်ခဲ့တာဒီနေ့တွင်းသီးတော့ဝယ်တော့တွင်းသီးဒီကတွင်းသီးစားတဲ့စတိုင်ကကျမတို့မြန်မာပြည်နဲ့မတူဘူးအဓိကပြောချင်တာဒီဘာဖြစ်လို့လဲဆိုရင်ကျမတို့မြန်မာပြည်မှာကမဲမှာပျော်မှာစားကြတယ်ဒါပေမဲ့ထိုင်းတွေကကျတော့မတောင်းဟိုစားကြတာပေါ့အနံ့မနံနဲ့ဟာစားတယ်မာတဲ့ဟာစားတာပေါ့သူတို့ကနည်းနည်းပျော့ပြီးဆိုရင်ဈေးလျှော့ရောင်းတယ်ပေါ့နော်အခုဆိုင်ဆိုလည်းအဲ့လိုပဲတရားသားနည်းနည်းပေါ်တာပျော့တဲ့ဟာဆိုရင်သူကဈေးချတဲ့ထဲမှာပါတာပေါ့ပုံမှန်သူတို့စားနေကြအမာအတောက်မျိုးဆိုရင်တော့သူတို့ပရီမီယံဈေးနဲ့ရောင်းတာပေါ့ဒီကီဂျီကိုဘတ်690ဆိုရင်တကီဂျီ9000တသိန်းနီးပါးလောက်ကျတာပေါ့နော်ပြီးတော့ထိုင်းတွေကလည်းမွန်ထောင်းပဲအတိကစားများတယ်ပေါ့ကန်ရောင်းတို့ချနီးတို့ဆိုမစားကြဘူးဒီကလိုတွင်းဒီကောင်းကောင်းကြိုက်တယ်ဆိုရင်တော့ထိုင်းကိုဒီချိန်လာလဲတင်တယ်နော်အရန်ဈေးသက်တာတယ်တွင်းဒီတွေကလေနောက်လောက်ဆိုရင်မိုးရွာပြီဆိုရင်တွင်းဒီတွေကအရသာမကောင်းတော့ဘူးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကထိုင်းပင်းသမီးတော်ဆုံးတော့အလန်တဝက်တွေပဲလွှင့်ထားကြတာပေါ့နော်အဲ့ဒါနဲ့ကျမတို့ကတွင်းသီးတော့ဝယ်စားကြတာပေါ့နော်ဘာမှတော့မဆိုင်ဘူးနော်အမတွင်းသီးဆိုင်သွားရင်လည်းတွေ့ခဲ့လို့ရက်ခဲ့တာဒီနေ့တွင်းသီးတော့ဝယ်တော့တွင်းသီးဒီကတွင်းသီးစားတဲ့စတိုင်ကကျမတို့မြန်မာပြည်နဲ့မတူဘူးအဓိကပြောချင်တာဒီဘာဖြစ်လို့လဲဆိုရင်ကျမတို့မြန်မာပြည်မှာကမဲမှာပျော်မှာစားကြတယ်ဒါပေမဲ့ထိုင်းတွေကကျတော့မတောင်းဟိုစားကြတာပေါ့အနံ့မနံနဲ့ဟာစားတယ်မာတဲ့ဟာစားတာပေါ့သူတို့ကနည်းနည်းပျော့ပြီးဆိုရင်ဈေးလျှော့ရောင်းတယ်ပေါ့နော်အခုဆိုင်ဆိုလည်းအဲ့လိုပဲတရားသားနည်းနည်းပေါ်တာပျော့တဲ့ဟာဆိုရင်သူကဈေးချတဲ့ထဲမှာပါတာပေါ့ပုံမှန်သူတို့စားနေကြအမာအတောက်မျိုးဆိုရင်တော့သူတို့ပရီမီယံဈေးနဲ့ရောင်းတာပေါ့ဒီကီဂျီကိုဘတ်690